မိစ္ဆာဆရဏတမနောဒီကတော့လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္တာဒေဝမလုတာနဲ့ဘုဒ္ဓဘဂဝါသက္ခာတောဘဂဝါတာတနိတိကောအာကာလိကောဧပတိကောဩဟာနိကောပစ္စတံဝိတဘောဝိယုဟိတိတောပရိပန္နောဘဂဝါတောတာဝကတံကောသောပရိပန္နောဘဂဝါတောတာဝကတံကောညာယပရိပန္နောဘဂဝါတောတာဝကတံကောသာမိစိပရိပန္နောဘဂဝါတောတာဝကတံကောယတိတသတ္တာရိပုရိသလူကာနိအထာပုရိသပုဂ္ဂလာဧတာဘဂဝါတောတာဝကတံကောအာဟုနေယောပါဟုနေယောအခိနေယောအင်္စလိကရဏီယောနုဒရံပုညခေတံလောကတတိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိသသရဏသမ္မံဒုက္ခတောလောကဝိတုအနုတ္တရောဝိသဓမ္မတာရတိတထာတေနုတာနဘုဒ္ဓဘဂဝါဟောဘဂဝါတာဓမ္မောသဒိဋ္ဌိကောအာကာလိကောဣပတိကောဩဝါနေကောပစ္စတံဝိတကောပိညုဟိတိဧဝံဘဂဝါတောတာဝကတာလူကာနိအထာပုရိသပုဂ္ဂလာဧတာဘဂဝါတောတံအာဟုနေယောပါဟုနေယောသခိနေယောအစ္ဆလိကရဏီအနုတ္တရပုဏ္ဏခိဘောဂတာတိประโยชน์ตนและประโยชน์ของด้วยความไม่ประมาทแก่แล้วก็สาวกพอได้แล้วนะบุญโมทนาแล้วนักบุญเด็กไปที่ตำนานพระเจ้าปฏิทินโกศลวังสุนทรสมัยพระเจ้าปฏิทินที่ประตูไม่ให้การต้อนรับการบุญโมกขลานะต้องมารายงานพระพุทธเจ้าว่าเจ้าแห่งแคว้นโกศลปิดประตูพระเจ้าก็ส่งอานนท์ไปอานนท์ก็ถูกปิดประตูอีกพระเจ้าเลยไปเองนะพอไปเองก็ไม่กล้าที่จะปิดประตูถวายการต้อนรับสมแล้วเจริญพรท่านประหลัดประสบเรียงเงินได้จุดธูปเทียนบูชาพระรัตนตรัยกราบรัตนาพระคุณเจ้าทุกรูปเจริญพรญาติโยมทุกท่านคือได้ประนมมือตั้งใจว่าตาอิติสุขโตอะระหังพุทโธนะโมพุทธายะปัทวีคงคาพระอุมมะเทวะลาเมพ่อแกไม่รู้เดียวสิการบุรีเจ๊การบุรีเจ๊นี่มาการบุรีเจ๊นี่ตะบงเอกจ้าบาลูกมาตัวใหญ่เนี่ยพี่พ่อเดี๋ยวโคนี่จีนี่เชี่ยที่แล้วเว้ยโคบ้านะผมอยากเป็นกล้วยอันนี้อันนั้นก็จ้องดอกอันนี้อะไรดอกเขาจะอะไรเนี่ยนี่ก็อะไรสาธุนโมตนามิแล้วเรื่องอะไรสิจ้ามล่ะพุทโธธัมโมสังโฆโอ้ดีมาพี่อ๋อยังก็ชอบเลยยังจะสู้พี่ด้วยครับอ๋อพุทโธพุทโธสัง
ခွာရလားသူကလည်းလာလင်းဖြစ်တယ်ครับတဲ့ဒီသမီးကတော့သူပဲရက်နေတာပဲရအောင်ปเวเทติโยธัมมันเตเตติอาทิกัลยานังมาเจกัลยานังปริโยธานะกัลยานังตา အဲ့ဒါဖြစ်ပါနော်အဝိဇ္ဇိတဌာနဘုရားရှင်တိုင်းဘုရားရှင်တိုင်းမစွန့်လွတ်အပ်တဲ့ဌာနဒါကျွန်တော်ကာကုသကုဏကုံခတ္တဝဘုရားမြတ်စွာဘုရားရှင်ကိုရောမြတ်ပြုလို့ရှိရင်ကျွန်တော်အရိပိတမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာလည်းပဲယခုဒကာကြီးတွေဒကာမကြီးရောက်ရှိနေတဲ့စေတဝန်ရွှေကျောင်းတော်ရဲ့ကာရမတိတိတ်ကုံကရင်ကျောင်းဆောင်၄ခုထားတဲ့နေရာဟာဦးဇင်းတို့ဘုရားရှင်စုစုကျင်းဆက်တော်မူတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်အဝိဇ္ဇိတဌာနလို့ခေါ်ပါတယ်အဲဒီအဝိဇ္ဇိတဌာနဖြစ်တဲ့အတွက်ကြောင့်ဦးဇင်းတို့ပထမဦးဆုံးသီလဝိတ္တုဖြစ်အောင်ငါးပါးသီလကိုခံယူစောင့်တည်ကြပါကုန်ကြ။ဩကာသ ကာယကဝစီကမနောကတဘာဝရောဒကတိတောပိတုကိုပြပါစေ ပတ္တမဝတ္တံတိအာယုဝနောဒုက္ခမလသာပေတေယဝိဝေသံတုပေယံခသိတောတိကင်ဝဲကြပါစေကုန်သတည်းသာပါရောဂဝိနာသံတုယောဂခသိတောတိကင်ဝဲကြပါစေကုန်သတည်းသာပါတောကဝိနာသံတုဆိုရင်တောကတောတိကင်ဝဲကြပါစေကုန်သတည်းအာရောဂတိကယုဂဘဝန္တုကြံ့ကြံ့ပါပါရှမ်းရှမ်းသာသာဖြင့်အဆက်ရှိကြပါစေကုန်သတည်းအာသောဂတိကယုဂဘဝန္တုဆိုရင်ကိန်းကွာကြံ့ပါစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းမာတေဘဝန္တုတရာယတိနှင့်သာယာမောဖယာဘုဝိနဲ့ရောက်ရှိလာကြကုန်သောသင်္တဂရကမပေါင်းသူတော်ကောင်းသူတော်ကောင်းမှာပေါင်းတို့မှာဘာလိုဝေဒနာဘလိုကဆုမျိုးတို့မှာမကြရမကန့်ကြပါစေကုန်သတည်းအဘိဝရဏသီလေသာဖယာတရားသင်္ဃာရတနာမြတ်သုံးပါးနှင့်မိဘဆရာသမားတို့ကိုအယုဒိပြုကြတဲ့ပုဂ္ဂိုလ်တို့မှာအာယုစအသက်ရှင်ခြင်းဒီ၎င်းဝေါနောစအစင်လာခြင်းဒီ၎င်းဒုက္ခေသာရှမ်းသာကြည်ခြင်းဒီ၎င်းပလင်စကိုအားဉာဏ်အားကြည်ခြင်းဒီ၎င်းအာရောခြင်းစယောဂကင်းကွာကြံ့ပါခြင်းဒီ၎င်းဣတိသောပိဿဓမ္မငါးပါးကုန်သောကောင်းကျိုးတရားတို့သည်ဝတ္တန်တိတက်လာတဲ့နေလိုတိုးလာတဲ့ရေလိုတဏိတရှာတည်လာကိသောတောဘွားစီပင်ရတန်နိုင်ကြပါစေအဟံပါတိဣတရဏေနသဟပိသသီလံဓမ္မယာသာမိလောကဟံကတဝါသီလတေထမေပန္တိဒုရိယံပိသာတိယံပိအဟံပါတိဣတရဏေနသဟပိသသီလံဓမ္မယာသာမိလောကဟံကတဝါသီလတေထမေပန္တိယမဟာဝရမိတံဝတိထ အာမပါဠိပါရှင်ဗျာ နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိ ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိ ဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိ ဒုတိယပိဗုဒ္ဓံတရဏံကိသာမိဒုတိယပိဓမ္မံတရဏံကိသာမိဒုတိယပိသံဃံတရဏံကိသာမိ
တတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိ တတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိ ဣတရဏဂမနာပရိဘုံနံ မမပဲနေပါရှင်လေ ဘာနာတိပါဒာဝိရမဏိသက္ခပဒံသမာရိယာမိ အာတိပါဒဝေရမိတေခာဗရံသမာရိယာမိ အာဒိဏဒါနာဝိရမဏိသက္ခပဒံသမာရိယာမိ အဒိဏဌာနာဝေရမိတေခာဗရံသမာရိယာမိ ကာမေတုမိစ္ဆာစာရာဝိရမဏိသက္ခပဒံသမာရိယာမိ အာမေတုမိစ္ဆာစာရဝေရမိတေခာဗရံသမာရိယာ ဒါ မိ ဝိရမဏိသက္ခပဒံသမာရိယာမိ ဘုရားဝါရဝေရမိတေခာဗရံသမာရိယာမိ သုရာမေရယမိစ္ဆဗမာတထာနာဝိရမဏိသက္ခပဒံသမာရိယာမိ ဘုရားမေယယမိစ္ဆဗမာရဌာနာဝေရမိတေခာဗရံသမာရိယာမိ ဣဒာမေပုံညာ ဣဒံမေပုံညာ နိဗ္ဗာနတ နိဗ္ဗာနတ ပစ္စယော သစ္စယော ဟောတု ဟောတု သာဓဝောနှလုံးပြောပြဩသူတော်ကောင်းသူတော်ကောင်းမပေါင်းတို့ဒုံမေသီလဝန္တာဖြစ်ကြကုန်သောသင်္တဂရမပေါင်းသူတော်ကောင်းသူတော်ကောင်းမပေါင်းတို့သည်ဣတရဏိနာသောပါအဆုံးမြတ်တရဏဂုံနဲ့သာဟတကွာပိစသီလနှင့်အင်္ဂါငါးဓာနှင့်ပြည့်စုံတော်မူသောသီလတော်မြတ်တို့ကိုလာမာရီတွာကောင်းစွာခံယူဆောက်တည်ကြကုန်ပြီဖြစ်၍အပမတိနာမမေမလျောမဘောမဆာတဲ့ထက်တန်သောတတိတရားဖြင့်အဘာကိစ္စနေလုံးဆောင်သောပြုဝေကိစ္စဝတ္တမြတို့ကိုသမ္မာတိတစိတ်မှလွှမ်းခြုံကိုတွင်လွန်အောင်စွာမသွေးစောက်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်း သာဓုသာဓုသာဓု နောက်ကျွန်တော်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီး25ဝါတိုင်တိုင်ဝါဆိုဝါကက်တော်မူခဲ့ရာအဝတ္တိပြည်ဇေရဝံအကြောင်းဇေရဝံအကြောင်းထဲမှာရှိတဲ့ဦးဇင်းတော်ဂါရဂုတိတိတ်တော်ရှေ့ဖောက်ကိုဒကာကြီးတို့ဒကမကြီးတို့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ဆိုတော့ဇေရဝံအကြောင်းရဲ့ဂါရဂုတိတိတ်တော်မှာဘုရားရှင်တရင်ပေါင်းတာကဦးဇင်းတော်တရင်သုံးတာက16ဝါတရင်သုံးခဲ့တာပါဒီဒကာကြီးတို့ဒကမကြီးတို့ဖူခဲ့ရတဲ့အဲ့ဒီနေရာလေးဟာဦးဇင်းတို့16ဝါတိုင်တိုင်တရင်သုံးတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်ဦးဇင်းတို့နောက်6ဝါကတော့ဘယ်မှာသတင်းသုံးခဲ့လဲဆိုလို့ရှိရင်ဒီနာကနေပြီးတော့တိတ်မဝေးတဲ့နေရာမှာဝိသခာဒကမကြီးလူတန်းတဲ့ပုပ္ပယုံကျောင်းဆိုတာရှိပါတယ်အဲ့ဒီပုပ္ပယုံကျောင်းကတော့ဦးဇင်းတို့မြတ်စွာဘုရား6ဝါတိုင်တိုင်ဝါဆိုဝါကက်တော်မူခဲ့တဲ့နေရာဖြစ်ပါတယ်အားလုံးစုစုပေါင်းလိုက်လို့ရှိရင်မြတ်စွာဘုရားဟာဦးဇင်းတို့ဒီသာဝတိပြည်မှာ25ဝါတိုင်တိုင်ဦးဇင်းတို့သတင်းသုံးတော်မူခဲ့တဲ့နေရာကိုဖြစ်ပါတယ်ဆိုတော့ဒီနေရာကဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့ဘုရမမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတပါးတဲ့သာလင်ဒီနေရာမှာတည်င်းသုံးမှာမဟုတ်သေးပါဘူးတဲ့တခြားသောဦးဇင်းတို့ကာကုတံကောနာကုံကတ္တဗဘုရမဝိန္ဒမုလလကသောအဘိမိတ္တယမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးဟာလည်းပဲဦးဇင်းတို့ဒီနေရာမှာပဲဝါဆိုဝါကက်နေအောင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာကိုဦးဇင်းတို့အာဝိဇိတလက်ဌာနဖြစ်မှာဌာနပါဝင်ဖြစ်ပါတယ်ဆိုတော့ဦးဇင်းတို့ဒီမှာအဝိဇိတလက်ဌာနသာဝဇနိယလက်ဌာနသာဝဇနိယလက်ဌာနကတော့မင်္ဂလာဦးဇင်းတို့တိတ္တမင်းသားဘွားတော်မင်းတော်မုန်တဲ့လုံးပနိသာမောအင်ဂျင်တို့နေရာဗုဒ္ဓဂယာလောကိုရမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးသမ္မာသမ္ဗုဒ္ဓဉာဏ်ရရှိတော်မူခဲ့တဲ့ဗုဒ္ဓအာယနေရာနံပါတ်3ကဦးဇင်းတို့မင်္ဂလာဝံသတ္တမင်းတွေကိုပေးတဲ့ဣတိပတနာလို့ခေါ်တဲ့မင်္ဂလာဝံတို့နေရာအဲ့ဒီနောက်တစ်ခါဦးဇင်းတို့ကုသနာယုံလို့ခေါ်တဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးနောက်ဆုံးပြိဋိဘံပြုတော်မူခဲ့တဲ့မာလမင်းတို့ရဲ့အင်ဂျင်တို့နေရာအဲ့ဒီလက်ဌာနရှိတဲ့လက်ကအဝိဇိတကတော့ဒကာကြီးတို့ဒကမကြီးတို့3ဌာနရှိပါပြီမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးသမ္မာသမ္ဗုဒ္ဓဉာဏ်ကိုရရှိခဲ့တဲ့နေရာဟာဘုရားရှင်အဆူဆူပွင့်ထွန်းပေါ်ပေါက်တော်မူမဲ့အဘိသိက်ခံတော်မူမဲ့နေရာအဲ့ဒီနေရာဟာဦးဇင်းတို့အဝိဇိတဌာနတစ်ခုဖြစ်ပါတယ်ဂိုင်ရိုတမိုင်းတို့မနေ့ကဖူးခဲ့ရတဲ့ဦးဇင်းတော်ဗာရဏသီမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတရားဥဓမ္မစကြာဟောကြားတော်မူတဲ့အဲ့ဒီနေရာဟာလည်းပဲဘုရားရှင်အဆူဆူတရားဥဓမ္မစကြာဒေသနာတော်ကိုဟောကြားမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုအဝိဇိတဌာနလို့ခေါ်ပါတယ်အခုတခါကြီးဒကမကြီးရောက်ရှိနေတဲ့ဇေရဝံကျောင်းရဲ့ဒီကတင်ကျောင်းဆောင်ခန္ဓာကိုယ်တိတ်တို့ထဲမှာရှိတဲ့ကတင်ကျောင်းဆောင်၄ခုချတော်မူတဲ့နေရာမှာလည်းပဲဘုရားရှင်အဆူဆူဒါကျင့်ဆက်တော်မူမဲ့နေရာဖြစ်ပါတယ်တခြားနေရာတွေကတော့မဟုတ်ပါဘူးเนาะတခြားနေရာဆိုတာအဲ့လိုလုပ်တာမဟုတ်ဘူးဒီဇ
ဇေရဝံကျောင်းဝင်းထဲမှာရှိတဲ့အခြားနေရာတွေကိုအဝိဇ္ဇိတဌာနလို့မဆိုလိုပါဘူးကာဏဂုတိတိတ်တော်မှာရှိတဲ့ဥဒ္ဒတော်ဘုရားရှင်ကျင့်သက်တော်မူတဲ့နေရာတစ်ခုသာလျှင်ဥဒ္ဒတော်အဝိဇ္ဇိတဌာနဖြစ်ပါတယ်အဲ့ဒီနေရာကိုလည်းပဲဒကာကြီးတို့ဒကာမကြီးတို့ရောက်ခဲ့ပါပြီလေးခုမြောက်ကတော့ဥဒ္ဒတော်သင်္ကသနကိုပါအဲ့ဒီကတော့ဥဒ္ဒတော်ဒကာကြီးတို့ဒကာမကြီးတို့ဆင်္ကာရခရီးမဟုတ်တဲ့အတွက်ကြောင့်မရောက်ပါဘူးเนาะဆိုတော့အဲ့ဒီနေရာတစ်ခုကိုရောက်လို့ရှိရင်တော့အဝိဇ္ဇိတလေးဌာနဆုံးမှာဖြစ်ပါတယ်အခုကတော့ဥဒ္ဒတော်အဝိဇ္ဇိတသုံးဌာနအဲ့ဒီအဝိဇ္ဇိတသုံးဌာနမှာနောက်ဆုံးဌာနလို့ခေါ်တာပေါ့လေဒီညကိုဒကာကြီးတို့ဒကာမကြီးတို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်သာဝတိဇေရဝံကျောင်းလည်းဥဒ္ဒတော်ပတ်သက်ပြီးတော့ဒါဘုဒ္ဓရရပွဲအနေငယ်ကိုဥဒ္ဒတော်ဒါတရိပ်ဒီပဋ္ဌာန်းတွေမရောခင်ပါအလေးချင်းပြပြပါမယ်ဇေရဝံကျောင်းဆိုတာဥဒ္ဒတော်ဒါရှားပွဲတဲ့အခါမှာလည်းတော်တော်ခက်ခဲရှားတယ်လို့ပြောပါတယ်နော်အဲကြောင့်လဲဆိုလို့ရှိရင်ဂန္ဓဝတိတိတ်ဆိုတာကလည်းပဲဥဒ္ဒတော်နန္တာတွေနဲ့ဆောက်ထားတဲ့တိတ္တဆောင်လို့ပြောတယ်အဲဒီတိတ္တဆောင်တွေကလည်းမိတွေလောက်ကျွန်းပြီးတော့ဒါဥဒ္ဒတော်အာဟိယံဆိုတဲ့ဒေယုခီးသွားတရားရောက်ခဲ့တယ်သူကတော့300စု400စုလောက်မှရောက်ခဲ့တာပါအဲ့ဒီဆရာတော်ရောက်တော့ကတော့သစ္စာကျောင်းဆောင်လို့ရေးထားပါတယ်အဲ့ဒီအပြီးတဲ့နောက်မှာဦးဇင်းတို့အဲ့ဒီသစ္စာကျောင်းဆောင်ကမိန်လောင်ကျွန်းပြီးတော့နှစ်ထပ်ကျောင်းဆောင်လေးဖြစ်လာတယ်လို့ပြောပါတယ်အဲ့ဒါကတော့ဦးဇင်းတို့ဒါ900စုဘုရင်ဆန်းဝန်ခုံပြကောင်းလာပါတယ်ဆရာတော်ရေးထားတဲ့ဟာကတော့ဦးဇင်းတို့နှစ်ထပ်ကျောင်းဆောင်ဖြစ်သွားပါပြီဆိုတော့အဲ့လိုမျိုးဒီနေရာတွေကတော့ဦးဇင်းတို့ပုံစံမျိုးစုံဖြစ်ပါလားဗောလေပုံစံမျိုးစုံဖြစ်ပါတယ်ဦးဇင်းတို့ကိုသလမင်းကြီးနိုင်ဝါဆန်နဲ့ဝိတုရုပါလည်းသေးတယ်အဲ့ဒီနောက်မှာဦးဇင်းတို့ဒီကိုသလတိုင်းဟာလုံးလုံးကြီးဦးဇင်းတို့ပြောက်ွယ်သွားကြပါနော်ပြောက်ွယ်သွားကြတယ်ပြောက်ွယ်သွားတဲ့အတွက်ကြောင့်ဦးဇင်းတို့ဒီဒကာကြီးတို့ဒကာမကြီးတို့ဓာတ်တော်ဝေတဲ့နေရာမှာတော့မှကိုသလတိုင်းဟာပါမလာတော့ဘူးအဲ့လိုဘဝတွေပြောရတယ်အရင်စီကပါတယ်ဆိုတော့စီးပွားရေးအလွန်တရာမှကောင်းပါတယ်ဆိုတဲ့တာဝတ္ထိဟာဒီလိုဘဝတွေကိုရောက်သွားတယ်ဆိုတော့ဘုရားရှင်ကိုလိုမြတ်ကြီးကဒကာကြီးတို့ဒကာမကြီးတို့ကိုဒီနေရာဒီဒေသတွေကိုလာကြည့်လိုက်ပါဆိုတာအလကားခေါ်တာမဟုတ်ဘူးဒကာကြီးတို့ဒကာမကြီးတို့နော်တန်ဝေကရအောင်ခေါ်တာအတိတန်ဝေကတွေရအောင်ခေါ်တာဟိုအလွန်တရာမှစီကားခဲ့ပါတယ်ဆိုတဲ့နေရာတွေအရှင်တန်တို့လည်းနော်ဒါဦးဇင်းတို့အနိစ္စဒုက္ခအနတ္တကြောင့်အလုံးဟာဘာဖြစ်သွားလဲဆိုလို့ရှိရင်ပျက်စီးရတယ်မတည်မြဲခြင်းဒါတွေကိုမြင်အောင်ဒကာကြီးတို့ဦးဇင်းတို့ကကြည့်ရမှာဖြစ်ပါတယ်ဟောမတည်မြဲဘူးဒါတွေကလည်းအရှင်တန်လို့ရှိရင်ပျက်စီးသွားတာပဲအဲ့လိုလေးကြည့်ရမယ်နောက်တစ်ခုကဦးဇင်းတို့ဒီနေရာဒီဒေသတွေကိုကြည့်ပြီးတော့ဒါဗုဒ္ဓနုတ္တိဦးဇင်းတို့ပွားများမှာဖြစ်ပါတယ်ဘုရားရှင်ကိုရမြတ်ကြီးစေကောဝါဟောဘလို့နေထိုင်ခဲ့တယ်လဲနော်ဘလို့တရားတွေကိုဟောကြားဆုံးဆုံးမခဲ့တယ်လဲအရှင်အာနန္ဒာတို့ဂန္ဓကုတိစိတ်တို့ကိုပတ်ပြီးတော့ဘလို့များပူဇော်ခဲ့တယ်လဲဘာညာဟုတ်လေနော်အဲ့ဒါတွေကိုဦးဇင်းတို့မြင်အောင်လဲဦးဇင်းတို့ကြည့်ကြရမှာဖြစ်ပါတယ်ဒီဦးဇင်းတို့ကဘလို့ပုံစံဖြစ်နေလဲဆိုလို့ရှိရင်ဒါနိုင်ငံခြားသားတွေကပြောတာပေါ့လေဘလို့ပြောတော့မင်းတို့ကအုပ်ပုံတွေအုပ်ရိုးတွေအုပ်ခွေးတွေကိုဥချနေတာပဲဘာအကျိုးကျေးဇူးကြီးမှာတော့ဦးဇင်းတို့ကအုပ်ပုံတွေအုပ်ရိုးတွေအုပ်ခွေးတွေကိုဦးဇင်းတို့ကဥချနေတာမဟုတ်ဘူးအဲ့ဒါကြတော့သူတို့ကမသိပြန်ဘူးနော်ဥချနေတာမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်တွေရဲ့အဲ့ဒီဟာတွေရဲ့ဂုဏ်တွေကိုဂုဏ်ဆိုတာကဦးဇင်းတို့မြတ်စွာဘုရားရဲ့ဂုဏ်တရားရဲ့ဂုဏ်သင်္ဃာရဲ့ဂုဏ်တွေကိုရည်စူးပြီးတော့ဦးဇင်းတို့ကဒါအမတ်သင်္ကန်းတစ်ခုအနေနဲ့ဥချနေကြတာဖြစ်ပါတယ်နော်အထက်မှာနောက်မှာဂုဏ်တွေရှိတယ်ဆိုတာကတော့သူတို့မသိဘူးပေါ့လေနော်ဆိုတော့အဲ့ဒီဂုဏ်တွေကိုမြင်အောင်တခါကြီးတို့တခါမကြီးတို့ဦးဇင်းတို့ကမှတ်သွားရမှာရှုမြင်သွားရမှာအသိဉာဏ်ထဲမှာတွင်းသွားရမှာဖြစ်ပါတယ်ဒါမှသာလျှင်တခါကြီးတို့တခါမကြီးတို့လာခဲ့တဲ့ဘုရားဘုရားရှင်ဟာတန်ဖိုးရှိတဲ့ဤစဉ်တစ်ခုလည်းဖြစ်ပါလိမ့်မယ်ဆိုတော့အဲ့ဒီမှာဦးဇင်းတို့ဒီလိုမျိုးဒါဘုရင်စံ900စု800စုမှာရောက်ခဲ့တဲ့အဲ့ဒီဆရာတော်ရောက်တော့ကတော့သင်္ကာနည်းနည်းပပပဲကြံတော့တယ်လို့အများကြီးမရှိတော့ကုန်ပါဘူးဆိုတော့အဲ့ဒီမျိုးခက်ခဲနဲ့ရှားထားတဲ့ဒီဇေတဝန်အကြောင်းပေါ့လေနော်ဒီဇေတဝန်အကြောင်းကိုဘယ်သူလူခဲ့တာလဲဆိုလို့ရှိရင်တခါကြီးတို့တခါမကြီးတို့အားလုံးသိကြပါတယ်ဒါပေမဲ့အလူရှင်ကိုကွန်ပျူတာအနေနဲ့ဦးဇင်းတို့ကအနေချင်းပြောပြပါမယ်အနာထပိဋိကအနာထပိဋိကခေါ်ခေါ်ရမင်းနေတဲ့ပုဂ္ဂိုလ်တွေကိုလုံကျွေးပြုစုနေတဲ့ပုဂ္ဂိုလ်ပိတ်ကနေတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကဦးဇင်းတို့ဒီသာဝတိမှာနေပါတယ်ဝိသခါဆိုတာကတော့ဒီမျိုးသူမဟုတ်ဘူးဦးဇင်းတို့လာခေတမျိုးမင်းကလာခဲ့တဲ့အယုဒ္ဓယမျိုးသူပါနော်အယုဒ္ဓယမျိုးသူဆိုမဲ့သူ့ရဲ့မုံရင်းနေရာကိုစစ်ကြည့်လိုက်လို့ရှိရင်မာဂရတိုင်းကအင်္ဂတိုင်းကလာခဲ့တာဖြစ်ပါတယ်အင်္ဂတိုင်းကလာပြီးတော့ဦးဇင်းတို့သာကေတမျိုးကိုရောက်လာတယ်သာကေတမျိုးကနေပြီးတော့ဦးဇင်းတို့သာဝတိကိုရောက်လာတယ်သာဝတိမှာအိမ်ထောင်ကြတယ်နော်အဲ့လိုအဲ့ဒါကြောင့်ဦးဇင်းတော်ဘာကြီးကဒီအလွန်တရာမှတရားအားကောင်းတယ်ဓမ္မကြီးမှာဆုဦးဇင်းတို့ရှင်းပြတောင်းထားတာရှိပါတယ်နော်ဘုရားစီကဆုရှင်းပြတောင်းထားတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အမြဲတမ်းအာဂန္တုကယဟန်တော်တွေကိုလူပရစေ
နော်အာဂတုကယဟန်နေဣတိယဟန်နေဆိုတာမြို့တဲ့ကိုရောက်လာပြီဆိုရင်ဦးဇင်းတို့ဘာလုပ်ကြတော့ဆိုလို့ရှိရင်ရောင်းလေလေနဲ့သုံးပင်မှာစားမှမသိဘူးအဲ့လိုဖြစ်နေကြတယ်အဲဒါကြောင့်ဓမ္မကြီးကဒါကိုသိလို့ဣတိယဟန်ဆိုလို့ရှိရင်ဘေယဟန်မဆိုဒီဘက်တော့အင်္ဂလာပြီးတော့ဆုံးစမ်းကြပါနောက်ပြီးတော့ကိလနာယဟန်နေနော်ကျမ်းမာရေးမကောင်းတဲ့ယဟန်နေဒီဘက်တော့အင်္ဂလာပြီးတော့ဆုံးခံကြပါဆုံးလာယူလက်ပါပေါ့ဟာနောက်တစ်ခါဦးဇင်းတို့ဗာလဲဆိုလို့ရှိရင်ကိလနုပတ္တကလို့ခေါ်တဲ့ကိလနာကိုပြုစုစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေဒီလိုအင်္ဂလာပြီးတော့ဆုံးခံကြွကြပါအဲ့လိုမျိုးဦးဇင်းတို့ဆုတွေရှ िख ခုတောင်းထားပါတယ်အဲ့ဒီထက်ကနောက်တစ်ခုကဗာလဲဆိုလို့ရှိရင်အရှင်ဘုရားတဲ့တပည့်တော်ရေတနုလှူပါရစေတဲ့ရေတနုဆိုတာဘာကိုပြောတာတော့ဆိုလို့ရှိရင်ဘိက္ခုရောဘိက္ခုနီရောဆိုတာရေတနုလှူတယ်ရေတနုဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်ဦးဇင်းတို့ဒီရေချိုးတဲ့အခါမှာအဝတ်လှည့်တဲ့သင်္ကန်းရေချိုးသင်္ကန်းပေါ်အဲ့ဒါကိုရေသနှုတ်လို့ခေါ်တယ်တချို့ကလည်းအဲ့ဒါကိုမှားပြီးတော့ဗာပြောကြလို့ဆိုလို့ရှိရင်ဝါဆိုသင်္ကန်းဆိုပြီးတော့လည်းပြောကြတာရှိတယ်အဲ့ဒါဆိုရင်ဝါဆိုသင်္ကန်းဆိုတာဘယ်လိုသင်္ကန်းတော့နော်တခါကြီးတို့တခါမကြီးတို့ဝါမဆိုကတ်ကြတဲ့အပြည့်သွားပဲအမှန်ကဝါဆိုသင်္ကန်းကတကယ်ကဲရမှာကအဲ့ဒီရှိကဲရမှာမဟုတ်ဘူးဝါကျွတ်ပြီးမှကဲရမှာနော်အမှန်ကိုပြောတာအမှန်ကိုပြောပြတာအခုကအဲ့လိုပုံစံမဟုတ်တော့ဘူးဝါမဆိုခင်အပြည့်သွားကတ်ကြတယ်ဝါဆိုသင်္ကန်းကဘာကြောင့်ကတ်ကြတာတော့ဆိုလို့ရှိရင်တခါကြီးတို့တက္ကမကြီးတို့ကိုးကွယ်ထားတဲ့ယဟန်သင်္ကာတော်တွေဒီယဟန်သင်္ကာတော်တွေကိုအမှန်ပြုပြီးတော့ငါတို့ဟာကုသိုလ်ကောင်းမှုတွေလုပ်ရတယ်ငါတို့ကြောင့်မှဒီကိုယ်တော်ကဝါဆိုပေးတယ်ဆိုပြီးတော့ဝါဆိုပေးတဲ့အနေနဲ့ကျေးဇူးပြန်ဆက်တဲ့အနေနဲ့ဝါကျွတ်လို့ရှိရင်လူရတာအဲ့ဒါကိုဝါဆိုသင်္ကန်းလို့ခေါ်တယ်အဲ့ဒါကိုဦးဇင်းတို့ဒီဝိနည်းတော်မှာနောက်တစ်ခုဖွင့်ပြတာရှိပါတယ်အဲ့ဒါကဦးဇင်းနာမည်တော်မေးပါပြီဒီရှောင်းတခင်လူတဲ့သင်္ကန်းပေါ့လေရှောင်းတခင်ဆိုတာဦးဇင်းတို့စစ်တိုက်ထွားတော့မယ်ကြမ်းမိုင်းမကောင်းဖြစ်နေပြီအဲ့ဒီရှင်ကမျိုးတွေမှာဆိုလို့ရှိရင်သင်္ကန်းတော်တွေကိုပြင်ပြီးတော့ရှင်ဗျာဒီဘက်တော့ဝါဆိုသင်္ကန်းကတ်ရှင်တယ်ဒါပေမဲ့ဒီဘက်တော့ဝါကျွတ်တော့မှမဟုတ်ဘူးနော်အဲ့လိုမျိုးတွေဦးဇင်းတို့ပြောတယ်ပြောတော့ဖခင်ရှင်ကိုလိုမြတ်ကြီးကခွင့်ပြုရတာမရှိတဲ့အတွက်ကြောင့်ယဟန်သင်္ကန်းတော်တွေကမသွားဘူးမသွားတော့အဲ့ဒီအလှရှင်တွေကကေးရှောက်ချတယ်ဟာဒီလောက်အရေးကြီးနေတာတော့မှလာပြီးတော့သင်္ကန်းအလှမခံကြဘူးအဲ့ဒါကြောင့်ဦးဇင်းတို့ရှောင်းတခင်လို့ပြောတာရှောင်းတခင်လှူမယ်ဆိုလို့ရှိရင်လည်းပဲအခုတခါကြီးတို့တခါမကြီးတို့ဝါဆိုသင်္ကန်းကတ်နေကြတယ်ဆိုတာရှောင်းတခင်ဝါဆိုသင်္ကန်းလှူတာလို့ပြောနော်ဝါဆိုသင်္ကန်းကတ်တာနဲ့ဆက်ရှင်ပြီးဒီကဖြစ်ပြခဲ့တာလေးကိုတခါကြီးတို့ဒီမှာဘူးသူရရပွဲပြောပြတာဖြစ်ပါတယ်ဝါဆိုသင်္ကန်းဆိုတာကတခါကြီးတို့တခါမကြီးတို့ဝါမဆိုခင်ပဲလှူဝါဆိုနေတဲ့အချိန်မှာပဲလှူဝါကျွတ်ပြီးတဲ့အခါမှာပဲလှူလို့ရပါတယ်လို့နော်အဲဆိုလို့ရှိရင်ဦးဇင်းတို့ရေတန်လုံးဆိုတာဘယ်လိုဟာပြောတော့ဆိုလို့ရှိရင်အဝတ်လှေးတာဒီမှာတို့ရေချိုးတဲ့အခါမှာရေချိုးသင်ပိုင်းဘာကြောင့်လူတာလဲဆိုလို့ရှိရင်ဦးဇင်းတို့ဒီမှာတာဝတိဇေရဝံကျောင်းမှာနေကြတဲ့ယဟန်တို့တွေဘုရားရှင်ကိုရမြတ်ကြီးကပြောတယ်မိုးလာကုံတော့မယ်တဲ့အဲဒါကြောင့်မိုးလာကုံတော့မယ်နောက်ဆုံးလမှာဘာလို့မလို့ဆိုလို့ရှိရင်ယဟန်သင်္ကာတော်တွေရေချိုးကြလို့တော့ရေချိုးကြတော့အဲ့ဒီခေတ်ကတော့သင်္ကန်းတွေကရှားပါတယ်လေဒီကကြီးနော်ရှားပါတယ်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကလည်းတိစီဝရိသင်္ကန်းကိုပဲဦးဇင်းတို့ဆောင်ခွင့်ပြုတယ်အရှားသောသင်္ကန်းတွေကိုဆောင်ခွင့်မပေးဘူးဆိုတော့ဆောင်ခွင့်မပေးတဲ့အတွက်ကြောင့်ဒီအဲ့ဒီခေတ်ကတော့လည်းပိဿာတွေတော်တော်ရှားတယ်ဒီမှာပါဘာလို့ဆိုတော့ဦးဇင်းတို့ငယ်တော့မှတော်တော်လေးရှားသေးတယ်သင်္ကန်းဝတ်စရာမရှိဘူးလူကလည်းမရှိတာဘူးစာသင်တိုင်းမှာနေတော့ကိုဆိုတာစာသင်တိုင်းဆိုတာကတော့ဒါမြန်မာနိုင်ငံမှာအရင်ကတော့တော်တော်လေးခေတ်စားတာပေါ့လေနော်ခေတ်စားတယ်ဆိုတာဘယ်လိုခေတ်စားလို့ဆိုလို့ရှိရင်စာသင်တိုင်းမှာချားလာလေတားခတ်တယ်စာသင်တိုင်းကိုသွားပြီးတော့ကြောင်းချပြီးဆိုလို့ရှိရင်ဘုန်းကြီးတွေကလည်းခက်တီတီနဲ့မြောက်ကွာထွက်ကွာဘာလို့ပုံစံတွေအမျိုးမျိုးနဲ့ဦးဇင်းတို့နေကြရတယ်ပြီးလို့ရှိရင်လူမဲ့တက်မဲ့လူကလည်းမရှိဘူးအရင်ခေတ်ကစာသင်တိုင်းတွေကိုအားပေးတဲ့လူကသိချတယ်အခုခေတ်မှနည်းနည်းလေးပြန်ပြီးတိုးတက်လာတာတခါကြီးတို့တခါမကြီးတို့ကသိလာပြီဒါသင်္ကာတော်တွေကိုဝါဆိုသင်္ကန်းနဲ့ကဲရတော့မယ်နော်ကထိန်သင်္ကန်းနဲ့ကဲရတော့မယ်လို့ကောင်းကောင်းမွန်မွန်သိလာတဲ့အချိန်ခါကျတော့သင်္ကာတော်တွေကမဖြစ်လာဘူးလေနေလာကြပြီစာသင်တွေဆိုတာမရှိတော့ပြောပါဘူးတူလေးချပါသွားတယ်မြန်မာနိုင်ငံမှာအရင်တော့က3000 4000ရှိခဲ့တဲ့စာသင်တွေအခု1000မရှိတော့ဘူးအရင်တော့300ရှိခဲ့တဲ့ယဟန်တော်တွေနော်တရားမရှိတော့ဘူးစာသင်တွေအားကြီးနေပါလာတယ်များလာတာကတော့တရားဒိတ်တွေများလာတာအဓိကဦးဇင်းတို့ပရိယတ္တိကအဓိကပါပရိယတ္တိမရှိရင်ဒီစာပေတွေမရှိရင်ဒါကြီးတော့ပฏิဝေဒဆိုတာလည်းရှိလာမှာမဟုတ်ပါဘူးဒါကြောင့်စာပေကအဓိကအချိန်ခံဖြစ်တဲ့အတွက်ဒါကြီးတို့ဒကမကြီးတို့မြန်မာနိုင်ငံရောက်သွားလို့ဒါပရိယတ္တိသာသနာတော်ကိုကိုယ့်ရဲ့သာသနာတော်ကိုထောက်ပံ့ခြင်းနဲ့ဆိုလို့ရှိရင်ပရိယတ္တိစာပေတွေကိုသင်ယူနေတဲ့စာသင်တဲ့တွေထောက်ပံ့ကြပါလူတက်ကြပါဒါကဦးဇင်းတို့လူရင်းဖြစ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဦးဇင်းတို့အတိတ်တုံးပြတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာဦးဇင်းတို့ရေသလုံးသင်္ကန်းနော်မရှိတဲ့အတွက်ကြောင့်ရေချိုးကြတဲ့အခါမှာအဝတ်တွေကိုအကုန်ချွတ်ပြီးတော့ချိုးကြရတယ်။သင်္ကန်းတွေအကုန်ချွတ်ပြီးတော့ဟာဒီဇေရဝံကျောင်းထဲမှာဘာလို့နေကြလို့ယဟန်လို့လေအကုန်လုံးရေချိုးနေကြ။
အဲ့ဒီအချိန်မှာပဲဦးဇင်းတို့ဝိသခါကသူ့ရဲ့ဂျုံမလေးကိုလွှတ်လိုက်တယ်ဒီနေ့စွန်းစားပင်းထားတယ်တဲ့ဇေရဝံကျောင်းကကိုရိုလေးတွေကိုသွားပင်းပါယဟန်သင်္ကာတော်တွေကိုသွားပင်းပါဆိုတော့သွားပင်းတဲ့အခါမှာအဲ့ဒီဂျုံမလေးကမြင်လိုက်တာကအကုန်လုံးတက်ကတွန်းတွေလို့မြင်တာတက်ကတွန်းလေအကုန်လုံးချွတ်ထားတာကိုဘာမှမရှိဘူးတက်ကတွန်းတွေလို့မြင်တော့ပြန်သွားတယ်အရှင်ဘုရားတဲ့အရှင်ဘုရားတော့မဟုတ်ဘူးလေအရှင်မကြီးကျောင်းပါလေဘယ်သူမှမရှိဘူးအကုန်လုံးတက်ကတွန်းတွေကြီးပဲဝိသခါကသိတယ်နော်ဒါယဟန်တို့တွေရေရှုနေကြတာဆိုတော့အဲ့မှာပြန်သွားလိုက်ပါပြန်ပြီးတော့ပိတ်လာခဲ့အဲ့သင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ဆိုအကုန်ပိတ်လာခဲ့ဆိုတော့သူပြန်လာတဲ့အခါကျတော့အကုန်လုံးရေရှုပြီးလို့အကုန်လုံးထိုင်နေကြပြီငြိမ်ပြီးတော့အဲ့ဒီမှာပိတ်လာနော်ပိတ်လာတော့အဲ့ဒီမှာတက္ကမကြီးကဘုရားကိုဆက်တယ်ရှင်ဘုရားတဲ့အဲ့ဒါတပည့်တော်ရေတန်လုံးသင်္ကန်းလူခွင့်ပေးပါအမြင်မပြတ်ဖို့လေနော်ဒါမြင်ပြတ်သူအသက်ရှိသမျှကာလပတ်လုံးရေတန်လုံးသင်္ကန်းကိုလည်းဒါမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ယဟန်သင်္ကာတော်တွေကိုလှူဒန်းခဲ့ပါတယ်ဘိက္ခုနီသာသနာကိုလည်းဦးဇင်းတို့တက္ကမကြီးကလှူဒန်းခဲ့ပါတယ်သူ့ရဲ့အလွန်တရာမှတန်ဖိုးကြီးလာတဲ့မဟာလာတတန်ဆာကြီးကိုလည်းပဲဒါပုပ္ပယုံကျောင်းတော်အဖြစ်ဦးဇင်းတို့လှူဒန်းပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအလွန်တရာမှတရားတရားအကောင်းကြတဲ့ဒီဝိသခါတို့အနာတပိန်တို့ဆိုတာရှိပါတယ်အနာတပိန်တစ်ထက်ကလည်းဦးဇင်းတို့ဒါရာဇကြိုကိုသွားရင်းနဲ့သူ့ရဲ့ရောက်ဖတော်ကအနာတပိန်တစ်ထက်လာပြီဆိုလို့ရှိရင်အပြည့်နဲ့ကြိုဆိုတယ်ဒါပေမဲ့အဲ့ဒီနေ့ကဘုရားကိုလှုပ်ကျွေးနေတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ရောက်ဖတော်ကလည်းမကြိုဆိုနိုင်ဘူးမကြိုဆိုနိုင်တော့ဦးဇင်းတို့အဲ့ဒီညတကောင်ရရောက်သွားတယ်နေပါဘူးလေညမိုးချုပ်တဲ့အချိန်ရောက်သွားတော့ငါ့ကိုလည်းလာမကြိုပါလားရောက်ဖကြီးကလည်းပြော sorry ပါကွာဘာဖြစ်နေညဘက်ဒီမှာဘုရားကိုလှုပ်ကျွေးနေရလို့ဘုရားကိုဆုံးတတ်နေလို့ဘုရားဆိုတဲ့အတန်ကိုကြားကြတဲ့ကသူကအလွန်တရာမှကြီးညိုတယ်အလွန်အစားကလေးကလည်းတရားတရားအကောင်းတဲ့ပုဂ္ဂိုလ်ဆိုတော့ဘုရားကိုဖူးခြင်းနဲ့တဲ့ဒါပေမဲ့ညတကောင်ရပြောပြီးဖူးလို့မရတော့ဘူးမနေ့မှသွားမရဘူးဒီတခါကြီးကမအိုက်နိုင်ဘူးနော်မအိုက်နိုင်တော့ဦးဇင်းတို့အယောင်ဝါတွေထွက်လာတယ်လို့ပြောတယ်ခန္ဓာကိုယ်တွေအဲ့လိုမျိုးအယောင်ဝါလေးတွေနဲ့မြို့ကိုထွက်တယ်သူကမြို့ရဲ့အပြင်ဘက်မှာဘယ်သူရှိနေတော့ဆိုတော့မြတ်စွာဘုရားရှိနေတယ်ဆိုတော့အမှလူသေးကောင်းနေနေတာတော့ဘာလို့ရှိတာမလဲနော်အဲ့လိုမျိုးတွေရှိတယ်ဆိုတော့အဲ့ဒီမှာသူတွေးတာကတကယ်လို့ဖျားစစ်ဖျားမှဆိုလို့ရှိရင်ငါရဲ့ငေနာမေကိုတော့သိမှာပဲတွေးပြီးအဲ့တွေးပြီးတဲ့ခါမှာဘုရားကလည်းသူတက်တာမကြောက်နဲ့လာလဲအဲ့လိုခေါ်လိုက်တဲ့ခါမှာဟောဒီမှာဘုရားစစ်ဘုရားမှန်ကိုတော့တွေးပြီးဆိုပြီးတော့အဲ့ဒီမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိမှတရားနာသောတာပန်ဖြစ်အရှင်ဘုရားတဲ့တပည့်တို့သာဝတိပြည်ဇေရဝါတော့မရှိသေးဘူးလေနော်သာဝတိပြည်ကိုကြွားခဲ့ပါဗျာတပည့်တို့ကြောင်းလူရှင်လို့ပါအဲ့ဒီကပင့်ခဲ့ပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရာဇကြိုနဲ့ဒီသာဝတိ50နဲ့5ယူဇနာရှိတယ်တဲ့အဲ့ဒီ55ယူဇနာမှာဒီယူဇနာကိုတဆောင်းစီဦးဇင်းတို့ကြောင်းနဲ့ဆောက်ဖို့တော့လူတန်းခဲ့ပါတယ်ဒါဦးဇင်းတို့တခါကြီးတို့ဓမ္မတို့သိတာကဒီစေတဝန်ကျောင်းတစ်ကျောင်းတည်းပဲဆောက်လုပ်ခဲ့တယ်လို့သိတာသူက45ကျောင်းဆောက်လုပ်ထားခဲ့ပါသေးတယ်အဲ့လိုဆောက်လုပ်ထားပြီးတော့ဘုရားတော်ဘုရားရှင်ကိုရမေကြီးက14ဝါများလောက်မှဖြစ်ပါတယ်ဦးဇင်းတို့ဒီနေရာကိုကြွလာခဲ့ပါတယ်နော်ဆောက်လုပ်ခဲ့ပါကြွလာပြီးတော့ဦးဇင်းတို့သူဆောက်ထားခဲ့တဲ့ကျောင်းတွေမှာပဲမြတ်စွာဘုရားရှင်ကိုရမေကြီးကသုဒိတစာရီဆိုတဲ့အဲ့လိုဒေသစာရီဒီအဖြစ်ဒီနေ့ကိုဒီယူဇနာဆုံးအဖြစ်ဒါ45ရက်တိုင်းဦးဇင်းတို့ဒီသာဝတိကိုကြွရှိတော်မူခဲ့ပါတယ်သာဝတိကိုမကြွခင်မှာသူကဦးဇင်းတို့အဲ့ဒီနေရာကနေပြီးတော့ပြန်သွားပြီးတဲ့အခါမှာအနာတမတေထေကြီးကဒီကကျောင်းလူမဲ့နေရာတွေကိုကြည့်လိုက်တော့ကျောင်းလူမဲ့နေရာတွေကဒီနေရာပဲတွေ့တယ်သူကကိုသလမင်းမှလည်းသား3ယောက်ရှိတယ်တဲ့ဇေတမင်းသားရဲ့ဗျမတထရဲ့ဝိတတုပရဲ့ဝိတတုပကတော့အစိရဝတိမြစ်ထဲမှာဦးဇင်းတို့ရေမျိုးပြီးတော့တည်သွားတယ်ဗျမတထကတော့ဒါဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးယမကဗျာတိဟာလို့ခေါ်တဲ့တကုတ်ဗျာတိဟာပြတဲ့အခါမှာသာသနာကိုကြီးညိုလို့ဆိုပြီးတော့သာသနာထိပ်ကိုဝင်သွားတယ်လို့ပြောပါတယ်နောက်တရားကဦးဇင်းတို့ဇေတမင်းသားကိုသွားပြတယ်ငါဒီကြောင့်ကိုလူကဝေခြင်းပါတယ်ဆိုတော့ဇေတမင်းသားကလည်းမယုံချင်ဘူးမယုံချင်တော့ဘာပြောလို့ဆိုလို့ရှိရင်ရွှေခင်းပြီးတော့ဝင်းရင်တောင်မှငါမယုံဘူးတဲ့ရွှေခင်းပြီးတော့ဝင်းရင်တောင်မှငါမယုံဘူးဆိုတဲ့စကားလုံးကိုအထာနာကောက်ပြီးတော့ဦးဇင်းတို့တရားရင်ဆိုင်ရပါတယ်အဲ့ဒီတရားပွဲမှာဦးဇင်းတို့ဇေတမင်းသားရှုံးပြီးတော့ဦးဇင်းတို့ဒီအနာတမတထေကတရားကိုရွှေပြားရင်ခင်းပြီးတော့ဝေးပါတယ်နော်အဲ့လိုရွှေပြားတွေခင်းပြီးတော့ဝင်းနဲ့အဲ့ဒီမုံဥဆောင်မဲ့နေရာကိုရောက်လာတဲ့အခါမှာဇေတမင်းသားကလည်းကြီးနေတဲ့နေပါပေါ့။အော်ဒီပုဂ္ဂိုလ်တော့တဲ့ဒီလောက်ကျေဝန်းလာတဲ့ဇေတဝန်ကျောင်းတော်ကိုရွှေပြားခင်းပြီးတော့ဝင်နေတာတောင်မှတစ်ချက်ကလေးမှမျက်နှာတွေယုံနေတော့တာနော်။တထာတရားတွေပြသွားတာမရှိဘူး။ဒါကိုကြည့်ပြီးတော့ဒီတခါကြီးရဲ့အလှူဟာဦးဇင်းတို့တန်ဖိုးရှိတဲ့အလှူဖြစ်မှာပဲဆိုပြီးတော့အဲ့ဒီမုံနေရာလေးရောက်တဲ့အခါမှာဒီနေရာကိုတော့ငါ့ကိုလှူခွင့်ပေးပါဆိုပြီးတော့ဦးဇင်းတို့အဲ့ဒီနေရာကိုဘသူ့ကိုလှူလဲပေးလိုက်လို့ရှိရင်ဇေတမင်းသားကိုပေးလိုက်ပါတယ်ဇေတမင်းသားကအဲ့ဒီနေရာမှာမုံဥဆောက်တဲ့အခါမှာဒီကျောင်းရဲ့နာမည်ကဘယ်လိုဖြစ်လာတော့ဆိုလို့ရှိရင်ဇ
စေတဝနာစေတဝန်အကြောင်းဆိုတာဖြစ်လာတယ်လူတာကဘယ်သူလူတာလဲဆိုလို့ရှိရင်အနာတကုလူတာပါနာမည်ရသွားတာကဦးဇင်းတို့စေတမင်းသားရသွားပါတယ်ဒါပေမဲ့ဒီမုံနေရာကိုဘာကြောင့်ပေးလိုက်တာလဲအဲ့လိုမျိုးမေးကြရှိပါတယ်အလကားပေးလိုက်တာမဟုတ်ပါဘူးနော်အနာတကုတထေးတို့ဆိုတာအမျိုးမြင်ကြည့်ပါတယ်သူကစေတမင်းသားဆိုတာဟာတဲ့ဘုရားဒီဘုဒ္ဓလာမင်းကြီးရဲ့သားတော်ဖြစ်တယ်ဘုဒ္ဓလာမင်းကြီးရဲ့သားတော်ဘယင်းသားတော်တွေသာသနာထက်ကိုကြီးညိုလာတယ်ဆိုလို့ရှိရင်သာသနာအတွက်အကျိုးရှိမှာပဲဆိုတဲ့စိတ်နဲ့ဦးဇင်းတို့လူတန်းပေးတာဖြစ်ပါတယ်နော်ဘလောက်ပဲရွှေတွေငွေတွေအကုန်ကြခံပြီးတော့လူတန်းထားပါစီနော်မဟုတ်နေရာလေးကိုတော့ကဲယူသွားအဲ့လိုမျိုးဦးဇင်းတို့ပေးလိုက်တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာကြတော့အဲ့လိုမဟုတ်ဘူးနော်မဟုတ်ဆိုလို့ရှိရင်တော့မလုံးနဲ့အမှလူမဲ့လူကတန်းစီနေနော်မဟုတ်ဆိုလို့ရှိရင်ဘယ်သူမှနေရာမပေးချင်ဘူးဖယားခန်းဆိုလို့ရှိရင်လည်းဘယ်သူမှနေရာမပေးချင်ဘူးဖယားခန်းမှာဖယားခန်းအလုံးမျိုးပုံစံတွေလည်းအများကြီးရှိတယ်ဘလို့ပဲလူအခုလို့အနာတဝင်းတထေးရဲ့ဦးဇင်းတို့ဒါစိတ်ထားလေးကိုမွေးမြူကြမှာဖြစ်ပါတယ်နော်အဲ့ဒါမှဦးဇင်းတို့အစဉ်ပြေမှာပါဆိုတော့အဲ့လိုလှူပြောင်းပြီးတော့ဒါဇေရဝံအကြောင်းကိုစောက်တယ်စောက်ပြီးတော့ဦးဇင်းတို့ဂါရဝတိတိတ်တို့ကိုစောက်တယ်လူကြီးတွေပဲတဲ့90နဲ့လက်ကလေးတော့မှဦးဇင်းတို့အကုန်ကြခံပြီးတော့စောက်ခဲ့တာဖြစ်ပါတယ်အလူကရာလည်း90လက်ကလေးကြောင်းစောက်တာလည်း90လက်ကလေးမြေကြီးဝေရာလည်း90လက်ကလေးဒီကကြီးကဦးဇင်းတို့ဒီအကြောင်းကိုစောက်လုပ်ပြီးတော့မြတ်စွာဘုရားရှင်ကိုရမေကြီးဟာဘုရားရှင်ရဲ့သာသနာတော်မှာမြတ်စွာဘုရားရှင်ဝါဆိုခဲ့တဲ့ဒါဦးဇင်းတို့ကျောင်းတစ်ကျောင်းရှိပါတယ်အဲ့ဒီဝါဆိုခဲ့တယ်ဆိုတာကအကြီးကြီးဝါဆိုခဲ့တာပေါ့လေပထမကျောင်းတော်ကဦးဇင်းတို့မြတ်စွာဘုရားကဗတ္တဝါအဘတ္တဝါလို့ဝါတစ်မျိုးရှိတယ်ဗတ္တဝါဆိုတာကအမြင့်နေတဲ့ဝါအဘတ္တဝါဆိုတာကအမြင့်မနေတဲ့ဝါအဘတ္တဝါလို့ခေါ်တဲ့ဦးဇင်းတို့ဝါတော်တဝါကနေပြီးတော့ဝါတော်20ကိုဝေသားလေးမဟုတ်ပါဘူးဦးဇင်းတို့ရာဇကြိုဝေလူအကြောင်းကိုအမိန်ပြုပြီးတော့သာသနာပြုခဲ့ပါတယ်ဝါတော်20ကနေပြီးတော့ဦးဇင်းတို့ဝါတော်55ဝါအထိကိုမြတ်စွာဘုရားရှင်ကိုရမေကြီးဟာဦးတခိုင်းတဲ့ဓမ္မတွေရောက်ရှိနေတဲ့ဇေတဝန်ခန္ဓာဝတိတိတ်ကိုအမိန်ပြုပြီးတော့ဒါဟောသူတို့သာသနာပြုခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့ဘုရားရဲ့သာသနာတော်မှာဦးဇင်းတို့အလွန်တရာမှကျေးဇူးကြီးတဲ့တန်ဖိုးကြီးတဲ့ဇေတဝန်ကြောင့်ဒီကြောင့်တဲ့တွေကိုတခိုင်းတို့ဓမ္မကြီးတို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်အနာတပင်တထေးကြီးရဲ့ဂုံပုတ်တွေကိုလည်းပဲဦးဇင်းတို့ပြောနေရလို့ရှိရင်အများကြီးပို့လေအနာတပင်တထေးကတော့ဂုံပုတ်တွေများတယ်ဦးဇင်းတို့ဘုရားဘာသာဝင်တိုင်းအားချရတဲ့တခါကြီးကိုပြောသားတွေဖြစ်ပါတော့ပြောသမီးတွေဖြစ်ပါဆိုလို့ရှိရင်ဝိသကာသူတို့ရဲ့ဒီတရားတရားကိုလက်မမီတော့မှနော်အနေချင်းလက်မအောင်လဲဦးဇင်းတို့တခါကြီးတို့ဓမ္မကြီးတို့ဦးဇင်းတို့ကကြိုးစားကြရမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာတော့မြတ်စွာဘုရားရှင်ကိုရမေကြီးကဝါတော်25ဝါတိုင်ဝါဆိုခဲ့တာဖြစ်တဲ့အတွက်ကြောင့်သုတ်တံပေါင်းများစွာနော်တရားတော်ပေါင်းများစွာကိုဟောကြားတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်အဲ့ဒီအထဲကမှဦးဇင်းတို့ဒီမင်္ဂလာသုတ်ရဲ့မေတ္တာသုတ်ရဲ့အဲ့ဒီသုတ်နှစ်သုတ်ကိုတော့ဦးဇင်းတို့ဒီမှာပဲဦးဇင်းတို့ပူဇော်ကြမှာဖြစ်ပါတယ်နော်ဒီလောက်ဆိုရှင်ဦးဇင်းတို့ရပါပြီဆိုတော့မေတ္တာသုတ်နဲ့မင်္ဂလာသုတ်ဟိုနားလည်အောင်နည်းနည်းလေးပြောပြပါမယ်ဟိုမင်္ဂလာသုတ်ကိုပြောတယ်ဆိုပြီးတော့လည်းစိတ်မဆိုးရအောင်တော့မင်္ဂလာသုတ်ဟိုမေတ္တာသုတ်ကိုနည်းနည်းပြောပြမယ်သိချချက်ပါတယ်အဲ့ဒါကဦးဇင်းတို့အရင်ဆုံးကိုယ့်ဟာကိုလောရမှာအဲ့ဒါပြီးမှသူများမေတ္တာပွားမှာဒီချက်စစ်စစ်ကဦးဇင်းတို့ဒါမှမဟုတ်တက်ကိုတဲ့စွမ်းနိုင်ရမယ်လို့ပြောစွမ်းနိုင်ရမယ်ဆိုတာမေတ္တာပို့မဲ့ပုဂ္ဂိုလ်ဟာဦးဇင်းတို့ဘာလို့မလုပ်ဆိုလို့ရှိရင်မေတ္တာပို့နိုင်စွမ်းရှိရမယ်ကျမ်းမာရေးလေးနည်းကောင်းရမယ်လို့ပြောတာဟိုစကားပြောနိုင်စွမ်းလည်းရှိရမှာပေါ့ဓမ္မကြီးစကားမပြောနိုင်လို့ဆိုမေတ္တာပွားတာလည်းအဆင်မပြေဘူးဆိုတဲ့သဘောစွမ်းနိုင်ရမယ်ဆိုတာနော်ဥစုဆိုတာဖြောင်းမရမယ်တဲ့အလိမ်ညာမရှိရဘူးမေတ္တာပို့မဲ့လူတရားဟာဖြောင်းပတ်ရှိရမယ်စိတ်ထားဖြောင်းမရမယ်ပေါ့နော်စိတ်ထားမဖြောင်းမဖြစ်တဲ့သူများကိုမေတ္တာပို့လို့မရဘူးတဲ့ဟုတ်ပြီသူဟူစုစဆိုတာပို့ပြီးတော့မှဖြောင်းမရမယ်တဲ့ရိုးဖြောင်းမနေလို့မရသေးဘူးမေတ္တာပို့မဲ့လူကဒါမေတ္တာတော့ထဲမှာပါလာကိုပြောတာနော်သူဟူစုစပို့ပြီးတော့မှပါတယ်ဖြောင်းမရမယ်သူဝဇိုးဆိုတော့ပြောဆိုလို့ရမယ်တဲ့ဦးဇင်းတော်ကဒကာကြီးတို့ဓမ္မကြီးတို့ဦးဇင်းတော်ကပြောဆိုမလို့ဘူးဒါပုံမရင်းနဲ့တော့ဖြတ်သွားရင်ဇင်းမဝင်နဲ့တော့ဒါတော့အပြစ်ပြတာမဟုတ်ဘူးဦးဇင်းရဲ့ပုထုဇဉ်သဘောလေဒါဒီလိုရှိတယ်အဲ့လိုမေတ္တာပို့မဲ့လူဟာသူ့ဘက်ဆုံးပြောဆိုလို့ရမယ်တဲ့ပြောဆိုလို့ရမယ်ပြီးလို့ချင်းဘာလို့မုဒ္ဒဆိုတာနှုံညံ့ရမယ်တဲ့စိတ်ထားလေးနှုံညံ့ရမယ်လို့ပြောတယ်စိတ်ထားမနှုံညံ့ပေးတော့သူများကိုတော့ပြီးတော့မေတ္တာပို့လို့မရဘူးဘယ်လိုရမှာတော့ကိုယ်နဲ့ကိုယ်ကစိတ်ထားကိုမနှုံညံ့တာသူများကိုဘယ်လိုပို့မှာတော့အဲ့ဒါကြောင့်မေတ္တာပို့မဲ့လူဟာမုဒ္ဒနှုံညံ့ရမယ်တဲ့အနာတိမာလိမာနမထောင်လွှားဘူးတဲ့ဓမ္မကြီးဟုတ်လားမာနမထောင်လွှားဘူးတဲ့ကျမ်းပါပါစေချမ်းသာပါစေကိုယ်နဲ့မတည့်တဲ့ဟိုကောင်းမပါဘူးဆိုလို့မရဘူးနော်အဲ့လိုမျိုးတွေရှိတယ်ဦးဇင်းတို့အနာတိမာနိမာနမထောင်လွှားရဘူးတန်တုတ်တကရောင်းရဲလွယ်ရမယ်တဲ့ရောင်းရဲလွယ်ရမယ်ဆိုတာကမွေးမြူလွယ်ရမယ်စီစာမကြောင်ရဘူးလို့ပြောတာ
ဘွာလုံးခြင်းတဲ့တရားလုံးခြင်းနဲ့ဘွာလုံးခြင်းတဲ့တရားကိုင်းခြင်းနဲ့ဆိုလို့မရဘူးတဲ့မေတ္တာပုံမဲ့လူကတန်တော့တကရောင်းရင်လွယ်ရမယ်သုဘရောစမွန်းပြူလွယ်ရမယ်နောက်တော့ကအပ္ပကိစ္စနေသောကိစ္စလည်းရှိရမယ်ဒီမီးလေးရှာလို့ဗါလေဆင်းကလေးပြင်လို့နော်ဘွာလေးခောက်ပြီးတော့ကျမ်းပါစေချမ်းသာပဲဆိုမရဘူးမေတ္တာပုံမဲ့လူတော့တကယ်လိုအပ်တာလေဘုရားကတကယ်ဒီစနေတကြညွှန်ပြခဲ့တာဦးဇင်းတို့ကတော့ရွတ်နေတာပဲရှိတယ်နော်တကယ်တော့ဦးဇင်းတို့ဒိဋ္ဌာတာမရှိဘူးသုဘရောစမွေးမျိုးလေးရမယ်အပ္ပကိစ္စနေလိုကိစ္စရှိရမယ်သာလာဟုတာဝတိပိုးပါသောဖြစ်မျိုးရှိရမယ်ပိုးပါနေရမယ်စိတ်တွေအလုံးကိစ္စတွေပဲဖြစ်ဘယ်ဟာနဲ့ပဲဖြစ်ဦးဇင်းတို့ပိုးပါနေရမယ်တဲ့အဲ့ဒါမျိုးမေတ္တာပုံမဲ့လူကအဲ့ဒါတွေကိုအရင်ဆုံးလောရမှာပါတဲ့တန်တင်တရိယောစမြင်တတ်သောအင်္ဂရိရှိရမယ်တဲ့မေတ္တာပုံမဲ့လူအင်္ဂရိကောင်းဟာမလို့ပြောတယ်စက္ကုံတရေသောတင်တရေကာနေတရေဇေဝင်းတရေကာယင်တရေမနိတရေအကုန်လုံးနေရမယ်ဦးဇင်းတို့ကမလုံးဘူးလေကျမ်းပါပါစေချမ်းသာပါစေဘယ်ရမလို့ဟုတ်ဒါတကယ်ပြပြတာအင်္ဂရိနဲ့တကယ်ဟာညင်တတ်တဲ့ပွားမှာမေတ္တာပုံဆိုလို့ပွားမှာအဲ့လိုအဲ့ဒါပြောတာအဲ့ဒါကြောင့်သူတန်တင်တရိယောစညင်တတ်သောအင်္ဂရိရှိရမယ်နိဗ္ဗကောစရင်းကျက်တဲ့ဉာဏ်ပညာလေးရှိရမယ်ဉာဏ်ပညာလေးရှိအောင်မယ်တဲ့ဟောမေတ္တာပုံမဲ့လူကတော့တမန်ကရှင်ကလည်းမရသေးဘူးအပ္ပကဘောမချမ်းကြောက်ရဘူးဦးဇင်းတော်ကချမ်းကြောက်တယ်လေနင်းတော့ဒုက္ခပြေးမှသာဘယ်လိုရမှာတော့မေတ္တာဘောလို့မေတ္တာမဆူချဘူးလေဒီမိုင်းတော့မေတ္တာမဆူချဘူးမေတ္တာပုံမဲ့လူကဦးဇင်းတော်ကလည်းမချမ်းကြောက်ရဘူးကိုယ်လေသားနာတော့ကိတော့သားတွေသမီးတွေမြေတွေကိုမတွေ့တာရဘူးမေတ္တာပေါ်တော့မယ်ဆိုရင်ဦးဇင်းတော်ကမဟုတ်ဘူးလေမြေလေးပြောင်းကျမ်းပါအရင်ကောင်းလားဘလို့ပို့လို့ရတော့မှာတော့အဲ့ဒါမေတ္တာကမဆူချတော့ဘူးလေနော်ဒီဟာကဦးဇင်းတို့ကမေတ္တာပေါ်တော့မယ်ဆိုလို့ရှိရင်ကျင့်ရမှာနာသခုတ္တမှာဆိုတဲ့ကံစီမကောင်းမှုကိုအနှင်းငယ်များမပြုတ်လို့အောင်ဘူးတဲ့ဦးဇင်းတို့ကရှင်းသက်နေတာဟောသက်တရားဟောလို့ဒီကဟိုလူစေဒီလူစေမေတ္တာပေါ်လို့ဆင်မပြေတော့ဘူးအဲဒါကြောင့်မေတ္တာပေါ်မဲ့ပုဂ္ဂိုလ်ကဒီဆက်စစ်ချက်ကိုဦးဇင်းတို့မလုပ်အောင်အရင်ဦးဆုံးကိုယ်စီမှာရအောင်သွင်းရမှာသွင်းပြီးခါမှသူမြတ်ကိုဦးဇင်းတို့ပေါ်ရမှာပေါ်တဲ့ခါမှလည်းဦးဇင်းတို့ဘယ်လိုပေါ်ရမလဲဟိုအဲ့တော့ကိုယ်ပုံကိုယ်လေးလေးတွေပါတယ်အရင်ဦးဆုံးအမြတ်ကိုပေါ်ပါတဲ့ဟိုဆရာတော်ဝိသရတနာရေးထားတဲ့လုံးစုံမြတ်စွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေညီအေးကြပါစေမေတ္တာတို့ရေးထားတာအဲ့ဒါဘိုးလေးပြီးဒီမှာဟုတ်ပြီနော်ဒီမှာရှိတယ်အများကြီးရှိတယ်ဒီမှာကျင်းငယ်လည်းတော့ထားလိုက်ပါအောင်အဲ့ဒါထားလိုက်အောင်ဥမာနာဂောရဏိကိုပေထဘာပြောလို့ဆိုလို့ရှိရင်နာပရောပရဏိကိုပေထနော်အထင်သေးခြင်းအရှင်းချင်းကင်းရှင်းကြပါစေပြောင်းလို့မလားအထင်သေးခြင်းအရှင်းချင်းကင်းရှင်းကြပါစေဦးဇင်းတို့ကပုထုဇဉ်တွေကတရားပေါ်တရားအထင်သေးနေကြတာနော်အထင်သေးနေကြတယ်တရားတရားနှိမ့်ချနေကြတယ်ပြန်ဆိုင်နေကြတယ်အဲ့လိုပြန်ဆိုင်နေလို့တရားကိုတရားနှိမ့်ချနေလို့တရားကိုတရားရန်ရှာနေလို့မေတ္တာပို့လို့မရနိုင်ဘူးတဲ့အဲ့ဒါနာပရောပရဏိကိုပေထအထင်သေးခြင်းအရှင်းချင်းကင်းရှင်းကြပါစေနော်နောက်တစ်ခါဗျာရောတနာတဲ့တမကြီးမစိုးကားဘူးတဲ့မစိုးကားဘူးဦးဇင်းတို့ကစိုးကားနေတယ်လေဘလို့မေတ္တာပို့လို့ရမှာရာရောဒနာမစောကရဘူးပဋိကကညာမမုန်းတရားဘူးမေတ္တာတော့မပါတာဒါကောင်းတယ်ဒါပေမဲ့မာနတဘာဝေအပရိမာဏအတိုင်းတာအကန့်အသတ်မရှိတဲ့မေတ္တာမျိုးနဲ့ပွားမယ်တဲ့နော်သူကြမပါဘူးအလုံးသတ္တဝါကျမ်းပါပါစေခလာမပါဘူးလို့ရှိသေးတယ်မေတ္တာပွားကြတာဘလို့သူချတော့မှာတော့အဲ့ဒါကြောင့်ဦးဇင်းတို့မာနတဘာဝေအပရိမာဏအတိုင်းတာအကန့်အသတ်မရှိတဲ့မေတ္တာမျိုးနဲ့ဗာလဲအောင်မလဲပွားရမယ်အတ္တပါဒကျင်းမြောင်းတဲ့စိတ်လည်းမရှိရဘူးတဲ့ဓမ္မကြီးဦးဇင်းတို့အကန့်အသတ်ရှိတယ်လေကျင်းမြောင်းတယ်အဲ့လိုမျိုးကျင်းမြောင်းတဲ့စိတ်လည်းမရှိရဘူးတဲ့နောက်တစ်ခါဗာလဲဆိုလို့ရှိရင်အတ္တပါဒကျင်းမြောင်းတဲ့စိတ်မရှိရဘူးမေတ္တာနဲ့ရှင်ပြီးတော့ဦးဇင်းတို့ဘာလုပ်ရမလဲဟောရမယ်လို့ပြောတာနော်ကရဏီယမတ္တကုသလေနာယန္တသန္တပရံပိသမစ္ဆသာကိုဥစုစာသူဝစုစာသူဝစုသံသာမောတုနာတိပါဏိသံတော်တကောစာသူပါရောစာအဘကိသောကုလတနာနောကိတောနာသကောတမဆိုတဲ့ကိဉ္စီယေနဝိညပရေဥပဝတေယောဒုခိနောဝခေမေနောဝန္တုတပတ္တနာဘောဒုက္ခိတ္တနာဆိုအဲ့ဒါပြောတာယေကိစီပါဏဘုဒ္ဓထိတသဝထာဝရဝနဝသေတာဒီကဝါယဝမဟာတာအဲ့ဒီမှာလာပြီပို့ပုန်ဒီလေးလည်းလာပြီနော်ဘာပြောလဲဆိုလို့ရှိရင်ရှည်တဲ့လူတွေပူးတဲ့လူတွေ၊ွားတဲ့လူတွေ၊ပူးတဲ့လူတွေအမျိုးမျိုးစကားရွေးချယ်တော့တယ်နော်တတ္တဝါကိုမျိုးစုံရွေးချယ်လိုက်တယ်အဲ့တော့တတ္တဝါမျိုးစုံတွေကိုဘာလို့မလို့ရွေးချယ်ပြီးတော့ကျွန်တော်ပွားမယ်တဲ့အပယေကေစီပါဏဗုဒ္ဓတိတတ္တဝါထာဝရဝနဝသေတာဒီကဝါယဝမဟာတာမိစ္ဆမရတ္တကအနုကထူလာဒိဋ္ဌဝါယဝဒိဋ္ဌ
ဝေးတဲ့အနီးညာနေတဲ့လူဝေးတဲ့လူအိထာဝါယဝအိထာယေဝတုတွေဝဇန်တိအဝိတုတွေဘုဒ္ဓဝသမဝတ္တဝသဗ္ဗတ္တဘဝန္တုတုကိတ္တနာပရောပရဏိကိုပေထနာတိမညရကရစီနာကစီဗျာရောတနာပရိကတယနေညမညသဒုက္ခမစ္စယမာတယထာနိယပောတ္တမာယုကဧကဗုဒ္ဓမနောရခေကိုမှသားတယောက်ရှိတဲ့မိခင်လိုပဲတတ္တဝါတွေကိုမှမေတ္တာထားပြီးတော့မလို့မလို့ပို့ရပါမယ်တဲ့အဲ့လိုကိုမှသားလျင်ဦးဇင်းဘာဖြစ်မလဲမေတ္တာဟာဆူရှာမယ်ဖြေရမယ်လို့ပြောပါတယ်အဲဒါကြောင့်မေတ္တာပုံမဲ့ပုံကိုယ်တွေဦးဇင်းဘာလို့မလို့ဆိုလို့ရှိရင်အဆက်အခုနကပြောခဲ့တဲ့အဆက်ရှင်းဆောက်ချက်ကိုလိုက်နာကျင့်သုံးပြီးခါမှမေတ္တာပွားများမယ်ဆိုတာကိုအကျင့်ချုပ်ပြီးတော့တခါကြီးတို့ဓမ္မကြီးတို့ကိုပြပြလာပြပါတယ်စာဝလေးထားလိုက်ပါအဲ့ဒီမှာဦးဇင်းတို့မင်္ဂလာတော့ကနေပြီးတော့စတင်ပြီးတော့ရပ်ဖတ်ပူဇော်မှာဖြစ်ပါတယ်စာမျက်နှာဘယ်လောက်လဲမသိဘူးဟုတ်ပြီစာမျက်နှာ134ဟုတ်ပြီနော်ကဲနမောတ္တကနဲ့စတင်ပြီးတော့ပူဇော်ကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသမန္တသကဝါလေတုအာသရကိစ္ဆန္တုဒေဝတာသတ္တနံမုညသတ္တတုနံတုတက္ကမကတံဓမ္မတောနာကာလောအယမတ္တနာဓမ္မတောနာကာလောအယပတ္တန္တာဓမ္မတောနာကာလောအယပတ္တန္တာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တညာမင်္ဂလဒွါတတ္တိစိတ္တိတုတ္တဒေဝတာသောတမံရိကိသံတိအထပိနိသမင်္ဂလံဧတိတံဒေဝဒေဝေနတပ္ပပါပဝိနာသမံအဘလောကဟိတထာယမင်္ဂလံတံပနာပါဟိဧဝံမေတုတံဧကံသမယံဘဂဝတာဝတ္ထိယံဝိဟာရတိစိတဝနေအနာထာပိနိကတအာရမေအာဘာကောအညတရဒေဝတာအဘိကနာယရတိယအဘိကနာဝနံကေဝလကပ္ပစေတဝနဥပတိတဝါယေနဘဂဝတိနုပတိကမေဥပတိကမေတဝါဘဂဝတံဘိဝတိတဝါဧကမန္တအထာတိဧကမန္တတိတာခောတာဒေဝတာဘဂဝတံကာထာယဣသပါတိမဟုတ်ဒေဝမနုဿသမေကလာလိအစိတယောအာကိင္ကမာနာသတ္ထာနံဝိမင်္ဂလမုဒ္ဓမံအာတိဝနာသပါလနံပန္တိယပိသတိဝနာဘူဇာသဘူဇာနေယနံဣတမင်္ဂလမုဒ္ဓမံပါတိရူပတိတဝါဒုသပုပ္ပေသကတမုဒ္ဒတာအတ္တသမ္မာပဏိတိသဣတမင်္ဂလမုဒ္ဓမံဘာဝတိစေသတေပိသဝိနယောသတုတေခိတောဒုက္ခတိရသယဝသဣတမင်္ဂလမုဒ္ဓမံမာတာပိတုဥပါဌာနံဘုဒ္ဓဒါရသတိတိမောအတ္တကုလသကမန္နာဣတမင်္ဂလမုဒ္ဓမံဒါနိသဓမ္မစရိယာသမြတကနိသသင်္ကဟောအတ္တဝိသနိကမ္မာနိဣတမင်္ဂလမုဒ္ဓမံအာရတိဝုရတိပပမိစ္ဆပါဏသတယမောအပမရောသဓမေတုဣတမင်္ဂလမုဒ္ဓမံကာရဝောသနိဝါဒောသတန္တုတိသကတေညုတာကာလေနဓမ္မတာဝနံဣတမင်္ဂလမုဒ္ဓမံခန္တိသသောသတ္တနာသမနာနိသတတနံကာလေနဓမ္မတာကိစ္စဣတမင်္ဂလမုဒ္ဓမံတာဘောသဗ္ဗမစရိယသအရိယသစ္စာနာတတနံနိဗ္ဗာန်သစ္စေကရိယာသဣတမင်္ဂလမုဒ္ဓမံဘုဒ္ဓတလောကတမေဟိစိတယတနာကပ္ပတိအာသောကံဝိရသံခေနံဣတမင်္ဂလမုဒ္ဓမံဧတာရိသနိယတောနာတပ္ပတာမပရာစိတာသဗ္ဗထာတုတေကိသတိတံတေတံမင်္ဂလမုဒ္ဓမံမင်္ဂလတုတံမေတိတံယဗနုဘာဝတောယခာတိဝတတေတိပိတနံယဉ္စီစေဝနုယုသံတောရတိနိဝမတန္တိတောဒုက္ခတုပရိတုတောသာပမေကိဉ္စီနပါတတိဧဝမာရိကုဏုပေတံပရိတံတမနာပါဟိကရဏီယမထကုတလေနာယနာခတံပဏံပိတံပိသသကောဥစုသတုစုသတ္တဝါသောသတ္တမုဒ္ဒနာတိမာနိတန္တောသဘောသတုပရောသအပကိသောသတလာဥကာဝတိသန္တိတရိယောသနိဘကောသအပကမော
ကုလေသွားနာတုကေလောရသကုဋ္ဌမသရေကိစီယေနာဝိညောပရေဥပဝရေယောဒုက္ခိနောဝခေမိနောဟောတုသဗ္ဗတတဘောတုဒုက္ခိတတယေကေစိပန္နာဘုဒ္ဓတိတတဝထာဝရဝနဝတေတာဧကဝါယေဝမဟနာမစိမာရတကာနုကတုနာဒိဋ္ဌဝါယေဝအဋ္ဌယေဝတုရေဝတံတိအဝိတုရေဘုဒ္ဓဝါသမဝေတိဝါသဗ္ဗတတဘောတုဒုက္ခိတတနာဘရောပရဏိကောပိဌာနာတိမညထာကရစိနာကိစီဗျာရောဒနာပရိကတိညာပညာမညတာဒုက္ခမစ္ဆေယမာတာယထာနိယဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရကေဧဝံပိသဗ္ဗကုတေတုမာနတမဝေအပရိမာဏမေတ္တေသသဗ္ဗလောကသမိမာနတမဝေအပရိမာဏဩဒ္ဓတောသတိရေသာသမထအဝေရမတပတံဒိဋ္ဌသရဏိတိနောဝတယနောယဝတတဝိဒမိနောဧတံတတေတေတေယဗြဟ္မမိတံဝိဟာရမိတမဟုဒေတေသနုပကမတိယဝတတနေနသမနောကာမေတုဝိနယကေတံနာယသတောကပ္ပစေယကုဏရေတိမေတ္တာသုတ်တံဒိဋ္ဌိတံဣတိပိသောဘဂဝါအရဟတမသမ္ဗုဒ္ဓောဝိသသရဏတပ္ပနောသုကတောလောကဝိတုအနောတရောပုရိသဓမ္မသာရတိမထာတိဝမလောကနံဘုဒ္ဓောဘဂဝါသဝခာတောဘဂဝတာဓမ္မောသံဃိတိကောအာဂာလိကောယေပတိကောဩပနေကောဝိဇ္ဇတံဝိတဘောဝိညောဟိတိသောပရိပန္နောဘဂဝတောသဝကတံကောဥဇောပရိပန္နောဘဂဝတောသဝကတံကောညာယပရိပန္နောဘဂဝတောသဝကတံကောကာမေစေပရိပန္နောဘဂဝတောသဝကတံကောယာတိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧယဘဂဝတောသဝကတံကောအာဟုနေယောအာဟုနေယောသကိနေယောဣသလိကရဏီယောအနုတရပုံညာခိတံလောကတာတိအာတုအာတုအာတုကရုဏာတိရလဟာတယံပညာပိသောတဝိဟာတမောဟဓမ္မသာသနာပရလောကကရောဝန္တေသုကတံဂတိဝိမု တံကရုဏာတိရလဟာတယံမဟာကရုဏာတော်ဖြင့်အေးမြကြည်လင်းသောရွှေစိတ်နှလုံးတော်ရှိတော်မှာပေထသောပညာပိသောတဝိဟာတမောဟဓမ္မအဝိဇ္ဇာတိဟုသောမိမောကိုဝိဇ္ဇာတိဟုသောလေယောင်ဖြင့်ပြပြတော်မူတတ်သောကာတိဝိမု တံဒေဝမနုဿာနိတယနှင့်ပေတတရိစ္ဆာလာယာရှိငါတံသောဂတိတော်မှလည်းထိုသဖြင့်ကင်းလျက်တော်မူပိထသောသာနာရမရလောကကရုံလူနှင့်ပြမတတဝအနန္တတို့၏ကြောင့်ထီတံတို့အလေးကူပြုရာဆရာတဆူလေးဖြစ်တော်မူအပ်ပေထသောဗုဒ္ဓံသစ္စာလေးအင်တရားမှန်ကိုလက်ပေါ်တင်ထပရမယကိသောဗျာဒဖြင့်သိမြင်ပေတဘုရားရှင်ကိုရောမြတ်ကြီးကိုမယံသာယမောဘုရားဘုဖွင့်နဲ့ရောက်ရှိလာကြကုန်သောဘုရားတပည့်တော်မာတို့သည်ဝန္ဒေဝန္တမကာယဝစီမနောရှိ၍သုံးလီဒွါရဖနာမဖြင့်ဒုက္ခဝါယုကျော်လက်ဆောင်မောကရှိကိုကရောလိုက်ကြပါ၏ရှင်ဘုရားသာဓုသာဓုသာဓု ကံတို့အာမလင်ခံရဘုရားရှင်မပွားများအထောက်ပြပါ